ကိုဆင်းရဲဒုက္ခကလွတ်ဖို့အရေးပါသူတော်ဘာကတိုက်တွန်းမှလုပ်နေရမှာလားကိုယ်တိုင်ကိုယ်ကတကယ်လွတ်ချင်စိတ်နဲ့ကြိုးစားနေရမှာတကယ်တော့ကိုယ်တို့ကကိုယ်လက်စသိမ့်အောင်ကြိုးစားပါလို့တိုက်တွန်းနေရတဲ့လူကလည်းတိုက်တွန်းနေရတာရှက်စရာကောင်းအတိုက်တွန်းခံရတဲ့ပုဂ္ဂိုလ်ကလည်းတိုက်တွန်းခံရတာကိုကရှက်စရာကောင်းဦးဇင်းတို့အခုပေါက်ဖွာလာကြတာဘုရားသာသနာတော်ကြီးမကွယ်ခင်သာသနာတွင်မှာပေါက်ဖွာလာကြတယ်ဆိုတာမသိကြဘူးလားခုဦးဇင်းတို့မှာဘုရားရှင်ရဲ့အဆုံးအမတွေကွယ်ပလားမကွယ်သေးဘူးဘုရားဆုံးအမတွေရှိနေသေးတယ်အဲ့တော့ဘုရားဆုံးမရှိတဲ့ကာလမှာလူဖြစ်ကြပြီးတော့ကိုယ်အကျိုးစီးပွားကိုမရှာနိုင်ကြဘူးဆိုရင်ဦးဇင်းတို့သာသနာနဲ့တွေ့ရကြိုးမနှတ်တော့ဘူးဒါလေးစဉ်းစားဖို့ကောင်းဒီတော့ကိုဒုက္ခကိုဒီစကလုံးဟာတဏှာတစ်ခွင်မှာကျင်လည်နေကြတဲ့တတ္တဝါတွေဘယ်တတ္တဝါပဲဖြစ်ဖြစ်ရရှိထားတဲ့ခန္ဓာသည်ဘယ်ဘုံဘယ်ဘဝဘယ်ဌာနရောက်ရောက်ဒုက္ခခန္ဓာရသလားဒုက္ခခန္ဓာရဒါကအခုသာသနာတွဲမှာမို့လို့ဒီအတန်ပြောနိုင်နော်ဘုရားဆုံးမလေးတွေမကွယ်သေးမပြောက်သေးလို့ဘယ်ဘုံဘယ်ဘဝဘယ်ဌာနဘယ်ခန္ဓာရောက်ရောက်ဒုက္ခပါဘုရားလို့ပြောနိုင်သာသနာ့ဘမှာဒီအတန်မထွက်ဘူးဆိုတော့တကယ်ဒုက္ခရောက်နေတာကခန္ဓာရတဲ့ပုဂ္ဂိုလ်တိုင်းမဖြစ်နေကဲကိုပြန်ကြည့်လိုက်နော်ကိုကယ်ကြပါပြောတော့ရှင်ပြတပည့်တို့ကစားနိုင်တောက်နိုင်နေနိုင်ထိုင်နိုင်သွားနိုင်လာနိုင်ချိုးချိုးငဲငဲမဟုတ်ဘူးဗျဘယ်ဒုက္ခတွေကယ်ရမှာတော့မရလို့ပြောခြင်းပြောเสียရှိတာပေါ့နော်သို့တော့အခုခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းမှာအိုခြင်းဒုက္ခလွတ်တယ်နာခြင်းဒုက္ခသိခြင်းဒုက္ခအိုနာသိဒါရိုးလေးအဲ့ဒီနောက်ကပြောလိုက်ရင်မွဲကွဲမွဲဆိုတာသေတဲ့လူနောက်ပါသွားတယ်ခင်ဗျားတို့တစ်သက်လုံးစီးပွားရေးတွေမရှာဘူးလားသာဝနေရေးကြွယုံကြခံကြရှာကြဖွေးကြရာလူဌာနန္တရတွေရဖို့ဂုံတရတ်တွေရှိဖို့လောကအလယ်တင့်တယ်ဖို့စီစဉ်ဥစ္စာပြည့်စုံဖို့ရှာလို့ဖတ်မောအချိန်လဲကုန်ရောပြည့်စုံပြီပဲဆိုကြပါစို့အသက်ရွယ်ကြီးလာတော့ငွေကြေးတနာလည်းပြည့်စုံလာပြီဂုံတရတ်တွေလည်းပြည့်စုံလာပြီဆိုတော့ဟောသေးရောပြီးတော့ဂုံတွေပါသွားတယ်စီစဉ်ရောဒါရဲ့ဘဝတစ်ခုမှာမွေးလာလိုက်ရှာလိုက်ဖွေးလိုက်အချိန်တန်တော့သေလိုက်နောက်တစ်ဘဝမွေးပြန်ပြီရှာကြဖွေးကြပြန်ပြီရသမျှလေးစုဆောင်အချိန်တန်တော့သေတော့ဘာယူသွားတော့ကဲရှာထားတဲ့စီစိန်လည်းယူမသွားဘူးယာရုလည်းယူမသွားဘူးဂုံတရက်တွေလည်းယူသွားလို့ဟောရဒါဖြင့်အနှစ်သာရဟောရှိတယ်ဟမ်ဒါဖျားဖွင့်တဲ့ကာလမို့လို့ဒါလေးတွေသုံးသပ်နိုင်တာမဟုတ်ရင်ငါတို့ကငွေရှိနေရင်လူဘဝတင်တယ်နေပြီရကြိုးနှက်နေပြီသုံးကျင်တိုင်းသုံးဖြုံးကျင်တိုင်းဖြုံးပျော်ကျင်တိုင်းပျော်နိုင်ရင်လူဖြစ်ကြိုးနှက်ပြီလို့တော့ဒီလိုထင်ထားရှင်းတယ်နော်လောကထဲမှာတင့်တယ်နေပြီးတော့ဟာအာစတိအာဆရာကြီးအာဥက္ကဋ္ဌကြီးပေါ့အစရှိတဲ့ပြင်အသီးသီးကလူကဘေးကနေဝိုင်းပြီးမြောက်ပေးနေအဟုတ်တယ်ဒီရက်ကွက်ထဲကိုမရှိရင်မပြီးသလားဟမ်ဒီမျိုးတွေထဲမှာငါဆိုသလားဖြစ်ရှင်တာပြောသားဗျာတပြီးတော့လှုပ်ပေးလိုက်မယ်အမေခတ်ဒီလိုလာတာလေးရှိသေးတယ်ဟမ်အကျိုးမျိုးနယ်တွေများလာကြတာအရှင်ဗျာဘာမှုနဲ့တပြီးတော့မျိုးနယ်တော့ပိုင်နေဆိုအဲ့ပိုင်တဲ့မျိုးနယ်တွေအကုန်လုံးတရားဝဲပိတ်ခါရတာပဲဟမ်သဘောပါလားဘယ်ဟာပိုင်လို့ဆိုတော့ဘယ်မှပိုင်ကိုတောင်မပိုင်နဲ့ရှင်းတယ်နော်အဲ့တော့တော်တို့စဉ်းစားရမှာကငါတို့ခန္ဓာရထားတာဟုတ်ပြီရှားဖွေနေကြတယ်လည်းဟုတ်ပြီငါတို့လုံနေတာအနှစ်သာရဟောရှိသလား
အဲ့ဒါစဉ်းစားအဲ့တော့ဥစ္စာဒနာဆိုတာလေအသုံးချတတ်မှအသုံးချတာအသုံးချသလောက်ပဲတန်ဖိုးရှိတယ်ပြန်ပြောမယ်နော်အသုံးချတတ်မှအသုံးချသလောက်ဘယ်ပစ္စည်းတွေဘယ်ဥစ္စာတွေဘလောက်တန်တယ်ပြောတယောက်စာပဲသုံးရင်တယောက်စာပဲတန်ရက်ွက်တရက်ွက်အတွက်သုံးရင်တရက်ွက်စာတန်အမျိုးဘာသာသာသနာအတွက်သုံးလိုက်ရင်တစ်မျိုးလုံးတစ်ဆွေလုံးတစ်သာသနာလုံးအတွက်တန်ဖိုးရှိသွားတယ်တကြက်ရှင်းတော့အတူတူပဲခုကတကြက်ပြောလို့တော့သိမရဘူးတကြက်ဆိုတသိန်းပေါ့ဗျာနော်ဟမ်တသိန်းချင်းတော့အတူတူပဲအဲ့ဒီတသိန်းကိုကာရာအိုကေသွားပြီးကိုစားခြင်းတို့စားတောက်ခြင်းတို့တောက်ပြီးနေစလို့နေပြီးဘန်ကုန်းလေးဆိုကုန်သွားဘာတန်ဖို့ရှိဘာမှတန်ဖို့မရှိဘူးကိုတယောက်ကလေးအတွက်စားဖို့တောက်ဖို့ဝိုးဖို့နေဖို့စီစဉ်လိုက်တယ်ဆိုတော့တယောက်စားတော့တန်ဖို့ရှိသွားတယ်တသိန်းပဲဟမ်တမိသားစုလားဖုံလုံးလောင်မဲ့မိသားစုလုံးအသုံးကျမဲ့ပစ္စည်းကိုဝယ်လိုက်တော့တမိသားစုစာအသုံးကျသွားတယ်အရက်ကွက်အတွက်လိုအပ်နေတဲ့နေရာလေးဖြည့်ဆည်းလိုက်တော့နေရာကွက်စာငွေကကွာသွားသလားတန်ဖိုးကွာသွားတာခုတော်တို့ရထားတဲ့ဘဝလည်းဒီတိုင်းပဲလူဖြစ်ကြတာချင်းတူပေမဲ့အသက်ရှူပုံကွဲနေတယ်ရှင်းလားအဲဒီလိုပြောတော့လူကတ်တရားအမလေးလူတိုင်းနှာခေါင်းပေါက်ကရှူတာရှင်မရဘယ်အများရှူလို့လဲလှုပ်ချင်လှုပ်နေမှာပေါ့ဟမ်အသက်ရှူပုံကွဲတယ်ဆိုတာအသက်ရှူနေကြတာချင်းတော့အတူတူပဲဒါပေမဲ့အဲ့ဒီအသက်တစ်ခါရှူလိုက်တဲ့အချိန်မှာ तू လှုပ်တဲ့အလုပ် तू ထားတဲ့စေတနာ तू ထားတဲ့စိတ်ဓာတ်တွေဟာတယောက်နဲ့တယောက်တူသလားစိတ်ကောင်းစေတနာကောင်းထားပြီးရှူနေတဲ့လေကြတော့ သူသက်ရှင်ခြင်းဟာတန်ဖိုးရှိတဲ့အသက်ရှင်ခြင်းဖြစ်သွားတယ်တန်ဖိုးရှိတဲ့အသက်ရှူခြင်းဖြစ်သွားတယ်အပျော်အပါး၅ပါးအယုံကာမဂုဏ်လိုက်စားပြီးတော့ငါကုံငါဟာနဲ့ငါအတ္တတစ်ခုတည်းအတွက်အသက်ရှူနေတဲ့လူကြတော့ဒီပုဂ္ဂိုလ်ကအသက်ရှူတိုင်းပျက်စီးကြောင်းဆုံးရှုံးကြောင်းနစ်နာကြောင်းတွေကြီးရှင်းတယ်ဒါကြောင့်လူချင်းတူပေမဲ့အသက်ရှူဖို့ဝါတယ်လို့ပြောရှင်းရလားအဲ့တော့တို့ဘုရားသာသနာထဲရောက်လာတော့လေဥက္ကဋ္ဌအရင်နေ့ကပြောခဲ့သလိုဘုရားကမင်းတို့ကိုငါကယ်မှာမပူနဲ့အချိန်တိုင်းအကုန်လုံးငါကယ်သွားမယ်ဒီလိုပြောလားမပြောဘူးခုသာသနာဆိုတော့လေအချို့စာရီပေဒီမှာရှောက်ပြောကြရေးကြတာရှိတယ်ပေါ့လေသာသနာ9000ထားခဲ့တယ်ဘုရားကပြောတာမရှိဘူးလားအဲ့တော့9000မပြည့်သေးမကွယ်သေးဘူးလို့ဒီလိုလေးဆိုကြတာတွေလည်းရှိဒါပေမဲ့ပိဋကသုံးပုံမှာတော့ငါဘုရားသာသနာနောက်နှစ်9000ကျန်သေးတယ်လို့ပြောထားတာတစ်ခေါက်မှမတွေ့ဘူးဘယ်လိုပြောခဲ့လဲဆိုတော့ပြိဋိဘံသံဃာနိသုဘကမေးတယ်ရှင်ဘုရားပြိဋိဘံစံပြီးနောက်အရှင်ဘုရားရဲ့သာသနာကွယ်ရောလားဗျာသာသနာမရှိတော့ဘူးလားဗျာဟာသုဘငါဘုရားပြိဋိဘံစံယုံနဲ့ငါဘုရားသာသနာဟာကွယ်သွားမှာမဟုတ်ဘူးကွာတဲ့ဣမေသသုပတ္တဘိက္ခုတမာဝီဟရေယုံအရဟံတေဟိအတ္တတမာဝီဟရေယုံငါဘုရားဟောထားခဲ့တဲ့တရားဒေသနာတွေကိုသမာသမတ်လမ်းမှန်ကြကြကျင့်ကြံအားထုတ်နေကြအောင်မဲ့ပုဂ္ဂိုလ်တွေရှိနေသေးသေး၍အရဟံတေဟိအတ္တလောကမှာယဟန္တာမစိတ်သုံးဘူးဒီလိုပြောခဲ့တာအဲ့ဒါကပါဠိလိုအပြောကိုမြန်မာလိုအနဲ့ပြန်တာပေါ့ချောအောင်စကားပြေနဲ့ပြန်ပြောရင်ငါဘုရားအဆုံးအမတွေကိုလိုက်နာကျင့်သုံးနေသေးသေး၍ငါဘုရားသာသနာတည်မယ်ရှင်းတယ်နော်ဘာဖြစ်တယ်ငါဘုရားရဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးနေကြသေးသေး၍ဘုရားသာသနာတည်မယ်ဆိုတော့ဘယ်နှစ်ဘယ်ရွေ့ဘယ်မြဒီလိုပါသလားပါဘူးအဲ့တော့9000ဆိုတဲ့စကားဘယ်ကပေါ်လာသလဲဆိုဦးဇင်းတို့ယုတ်တိဗေဒနီးနဲ့တရားဟောဓမ္မခန္ဓာတွေနဲ့နိုင်ရှင်ပြီးတော့စီစစ်ကြည့်လိုက်တော့ရှေးပညာရှိတွေဘာလို့ဆိုထားခဲ့သလဲလို့ဆိုရင်တို့ဘုရားကအနှစ်ဘလောက်တန်းမှာပွင့်ဟ
တရားတန်းမှာဒါသက်တမ်းမှာအတူဆုံးဘုရားဒီတဲ့အောက်ကျသွားရင်ဘုရားပွင့်နိုင်တဲ့အနေထားမရှိတော့တခြားဘုရားတွေပွင့်တယ်ဆိုတာအနှစ်3သိန်းတန်း1000တန်း2000တန်းကတ္တဗဘုရားရှင်ကိုရောမြတ်ကြီးတော့အနှစ်2000တန်းမှာပွင့်နောက်လာမဲ့မတေးရလို့ဆို3သိန်းတန်းမှာပွင့်ဆိုတော့အောက်ဆုံးတန်းမှာနာပွင့်တော့သက်တမ်းအတူဆုံးဘုရားဟုတ်ပြီနော်အဲ့ဒီမှာသက်တမ်းတွေရဲ့သဘောကလည်းဆုတ်ကပ်မှာအနှစ်100မှာတစ်နှစ်ဆုတ်ဘယ်လောက်လဲတစ်နှစ်ဆုတ်တော့တို့ဘုရားပြိဋိဘံဆံသွားတာအနှစ်ဘယ်လောက်ရှိပြီ2552ဆိုတော့ပြောသွားတယ်2552နှစ်အဲ့ဒါတချို့ကသာသနာနှစ်ကိုသာသနာတက်ကရမဟုတ်ဘူးတက်ကရမဟုတ်ဘူးသာသနာနှစ်နော်အဲ့ဒါဒီထဲမှာတော့မပါဘူးပေါ့ဗျာဒီထဲမှာတော့ဗမာရက်ကိုမပါဘူးသူတို့ရိုက်ထားတာနော်အဲ့တော့အရေးကြီးတယ်သာသနာနဲ့သက်ဆိုင်တဲ့ကိစ္စတွေလောက်တိုင်းသာသနာနှစ်ကလေးတော့မဖြောက်ကြပါနဲ့တော်တော်များများလည်းမသိပဲဖြစ်နေကြပါအဲ့တော့မန္တလေးမှာတော့ဦးဇင်းတို့မန္တလေးမှာမဟုတ်ပါဘူးနေတိုင်းမှာပဲဖိတ်စာရိုက်ရင်ဦးဇင်းသတိပေးပါတယ်တရားပွဲနဲ့ပတ်သက်လာတဲ့အလှပွဲနဲ့ပတ်သက်လာတဲ့သာသနာနှစ်ကိုအတိပတိထားပါကောဇာတက္ကရိမပါခြင်းနေပါသေးဘာဖြစ်ဘူးအဲ့ဒါနော်သာသနာနှစ်မမေ့နဲ့ဆိုတာတချို့ကသာသနာနှစ်ဘယ်လိုရည်တွက်မှန်းကိုမသိတကူလားနှစ်စံတရက်နေ့ရောက်သွားပြီဆိုရင်တို့ကသာသနာနှစ်လည်းပြောင်းချမဟုတ်ဘူးသာသနာနှစ်ရည်တွက်ပုံကပစုံလာပြီနေ့မှာဘုရားပြိဋိဘံစံတယ်ပြိဋိဘံစံပြီးနောက်မှာစပြီးတော့တနေ့ဆိုရည်လာခုဘုရားပြိဋိဘံစံခဲ့တာနှစ်ပေါင်း2500နဲ့52နှစ်ရှိသွားပြီအဲ့တော့ဘုရားပွင့်တော်မူခဲ့တာဆိုအဲ့ဒီမှာ45ဝါထည့်ပေါင်းလိုက်မှဘုရားပွင့်တဲ့နှစ်ကိုရရှင်းတယ်နော်အဲ့တော့သာသနာတော်ကြီးထွန်းကားလာတာကတော့2590နဲ့9နှစ်ရှိပြီပေါ့ဗျာသို့တော့ဘုရားပြိဋိဘံစံပြီးတော့မှဒီဘက်ပိုင်းကြံခဲ့တာက2552နှစ်ဆိုတော့အနှစ်1000ဆိုရင်အနှစ်100မှာတစ်နှစ်ရုပ်တော့1000မှာ10နှစ်ရုပ်ဟုတ်ပြီနော်2500ဆိုတော့နှစ်အစိတ်ရုပ်သွားပြီအဲ့တော့85နှစ်တန်းပုံမှန်အဖြစ်နော်85နှစ်တန်းလို့ဆိုညာတော့လည်းပဲအခု WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ UNICEF အဖွဲ့တို့အစရှိတဲ့ကမ္ဘာလေ့လာရေးအဖွဲ့တွေကလေ့လာလိုက်တော့ဘာသွားထွက်လဲဆိုတော့လူတွေရဲ့ပြင်းပြသက်တမ်းဟာအခု35နှစ်ပတ်လည်မှာသေးနေတယ်ရှင်းတယ်နော်ကြိုင်ရှိစီအဲ့တော့တရားမှာတစ်နှစ်ဆုပ်ရင်အနှစ်9000ဆိုလို့ရှိရင်ဘယ်လောက်တန်းရောက်သွား50တန်းရောက်သွားအဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးခေါ်ကြားခဲ့တဲ့ဒေသနာတွေကပြန်ချိန်ကြည့်လိုက်တော့လူတွေရဲ့မဲ့ညာဘုံညာရပိုင်ခွင့်ဟာအနှစ်90အောက်မှာမရှိတော့ဘူးအနှစ်90အထိပဲရနိုင်တယ်လို့ဘုရားတုတ်တော်တစ်ခုမှလမ်းညွှန်ထားတာရှိတယ်အဲ့ဒါပြန်တွဲကြည့်လိုက်တော့အနှစ်90ဆိုရင်နှစ်9000အဲ့ဒါကြောင့်သာသနာ9000တည်လိမ့်မယ်လို့ရှေးကပညာရှိတွေပြောခဲ့တာဒါပေမဲ့ဦးဇင်းတို့ကတော့ဒီလိုမထင်ဘူးဘုရားပြောခဲ့တာကအဆုံးမလိုက်နာတဲ့ပုဂ္ဂိုလ်ရှိနေသေးသေးသာသနာရှိနေတယ်အဆုံးမလိုက်နာတဲ့လူမရှိတော့ရင်ရှင်းသလားအဲ့ဒီမှာလေဦးဇင်းတို့ဘုရားကကျင့်ဖို့ကြံဖို့နီးပေးခဲ့တဲ့အဲမှာသီလရဲ့သမာဓိရဲ့ပညာရဲ့သိက္ခာပဏိယဟောတတ္တဝါတွေအတွက်လမ်းပြခဲ့တာသီလသမာဓိပညာအခြေခံကသီလသီလကတစ်ဆင့်တက်မှသမာဓိကနေဆက်တက်မှပညာအဆင့်ပဲနှစ်ဆင့်သီလသိက္ခာမရှိတော့ဘူးဆိုတာနဲ့သမာဓိရောပညာရောဒီမှာအသုဒ္ဓသီလောဒုပညောတဲ့တို့ယဟန်နေကြတော့လမ်းညွှန်ထားတာရှိအဲ့တော့ယဟန်လမ်းညွှန်ဆိုတာလေလူသားအလုံးအတွက်လမ်းညွှန်ပါပဲအသုဒ္ဓသီလောသီလမစင်ကြယ်တော့ဘူးဆိုရင်ပညာလည်းမစင်ကြယ်တော့ဘူးတဲ့သီလပြတ်သုံးသွားရင်ပညာလည်းပြတ်သုံးသွားတာပဲသီလမရှိရင်သမာဓိမရှိဘူးသမာဓိမရှိရင်ပညာမရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့သမာဟိတောယထာဘူတံပဇာနာတိသမာဓိရှိတဲ့လူမှဟုတ်တိုင်းမှန်စွာမြင်တဲ့ပညာကိုရမယ်ရှင်းရလားကောင်းပြီအခုနာခဲ့မုံတိုင်းကြီးကြည့်အောင်
မြန်မာနိုင်ငံသမိုင်းမှာအနှစ်တရာအတွင်းမှာဒါလောက်ဆိုးတဲ့မုန်တိုင်းသမိုင်းတင်ထားတဲ့မှတ်တမ်းတင်ထားတဲ့ထဲမှာမရှိဟုတ်ပြီနော်ဒါပေမဲ့ဒီအန္တရာယ်ကြီးဘေးဒုက္ခကြီးဘာလို့ရောက်လာအဲ့ဒီမှာခုနစုတ်ကတ်နဲ့ပြန်ရှင်းပြလူတွေရဲ့တတ္တဟာတက်ကရှိသလိုစုတ်ကတ်လည်းရှိတက်ကကြတော့အနှစ်10နှစ်တန်းကမွေးလိုက်ရင်အသက်20တန်းဖြစ်သွား20တန်းကမွေးလိုက်တဲ့လူကအသက်40ရှိတယ်40တန်းကမွေးလိုက်တဲ့ပုဂ္ဂိုလ်က80နှစ်ဆခုန်တက်သွားပြန်ဆုတ်တဲ့အခါကျတော့အနှစ်တရာမှာတစ်နှစ်ဆုတ်ရှင်းပြီနော်အဲ့ဒီတက်ပုံဆုတ်ပုံကဘယ်လိုကြောင့်တက်တယ်ဆုတ်တယ်လဲဆိုရင်အခုကဘာဦးတီဇကကဘာကြီးဟာလူတွေဟာအသင်ချေရတန်းအသက်ရှိတယ်ဘယ်လောက်ရှိလဲအသင်ချေရတန်းဆိုတာတစ်နောက်က3ညာလုံးပေါင်း140ရှိတယ်အဲ့လောက်ရှိတယောက်တယောက်ကိုမေ့နေအောင်သေတယ်လို့တောင်မကြဘူးတဲ့ရှင်းတယ်နော်အဲ့ဒီမှာသက်တမ်းဘယ်ကစားတိုးလာသလဲအဲ့ဒီအသင်ချေရတန်းတုံးကဦးဇင်းတို့ကထင်ခဲ့တယ်ငယ်ငယ်တုန်းကထင်ခဲ့တာဒါလေးပေါ့အလုံးဘုသူရရဒီစာတွေဖတ်ပြီးတော့ငယ်တုန်းကဦးဇင်းတို့ဒါမိခင်ဖခင်တို့ရဲ့ကျေးဇူးပါအဖေနဲ့အမေကဦးဇင်းတို့ငယ်လေးသိကျောင်းသားဘဝမှာ10တန်းအသက်ကတူရောက်တဲ့အထိပေါ့ဘက်ကတူမှာတော့ကိုယ့်ကိုအဆောင်နေရတော့လောလောလတ်လတ်ကိုဖတ်ချင်ရဖတ်ပေါ့အိမ်မှာကတော့တခြားသောအခြေဝတ္ထုတို့ဘာတို့ဖတ်ခွင့်မရှိဘူးအိမ်မှာထားပေးတာဓမ္မပရပါဠိတော်ကြီးတွေထားပေးတယ်ဇိနထပကသနိကျမ်းတွေထားပေးတယ်အာရင်ဒါဖတ်တယ်လို့ဆိုတော့ဦးဇင်းတို့ငယ်တုန်းကအဲ့ဒီစာတွေဖတ်မိတော့အသင်ချေရတန်းဆိုရင်တော့မှလူနည်းနည်းလေးပဲရှိလိမ့်မယ်သီလသမာဓိပညာအပြည့်စုံတဲ့ပုဂ္ဂိုလ်တွေမှအသင်ချေရတန်းမှာလူဖြစ်မှာဟုတ်ဗျရှင်းတယ်နော်အဲ့ဒါကဘာကြီးဖြစ်ပုံပြက်ပုံနဲ့ပြန်ကြည့်ရင်ကဘာကြီးပြက်တော့မယ်ဆိုရင်ဒါတွေပြောရင်တော့ဒီနေ့တနားကြီးမလောက်လို့နည်းနည်းဖြတ်ချလိုက်ကဘာကြီးဖြစ်တော့မယ်ဆိုရင်ပြက်တော့မယ်ဆိုတဲ့အချိန်မှာအားလုံးကိုလိုက်ကြွေးကြော်တဲ့အနှစ်သသိန်းကနေနတ်တရားနေကဘာပြက်တော့မယ်မင်းတို့သီလစောင့်ထိန်ကြသမာဓိလုပ်ကြပညာလုပ်ကြပေါ့လိုက်ပြီးတော့ပြောတော့အောက်ထစ်ဆုံးသီလစောင့်ထိန်ပြီးသမာဓိမေတ္တာကရုဏာဥပေက္ခဓမ္မစိုးတရားတွေပွားများပြီးတော့ကဘာပြက်မှာကြောက်တာနဲ့အချင်းချင်းညီညွတ်ရိုင်းပင်စည်းလုံးပြီးတော့အားထုတ်လိုက်ကြတာအကုန်လုံးဗြဟ္မပြည်ရောက်သွားအဲ့တော့နတ်ပြည်6ထပ်ပါကဘာပြက်ရင်ပြက်တာဟုတ်ဗျအဲ့တော့ဗြဟ္မပြည်ကနေကဘာကြီးပြန်ဖြစ်လာပြီဆိုတော့မှဗြဟ္မပြည်မှာကြောက်လန့်နဲ့သွားတဲ့လူတွေကြတော့သူတို့တမာရီကမခိုင်ဘူးလေသိကြီးမားတဲ့တမာရီမဟုတ်တော့ခိုက်ရဲ့ဆိုတော့ကဘာမှာလူနေလို့ရပြီဆိုတာနဲ့သူတို့ကလည်းဟိုကကံကုန်တဲ့အချိန်နဲ့ကွက်တိဆိုတော့ဗြဟ္မပြည်ကသုတိလူပြည်မှာလူလာဖြစ်ကြရှင်းတယ်နော်အဲ့ဒါလို့ဆိုတော့ဗြဟ္မပြည်ကလာကြတာဆိုတော့သူတို့အရှိန်စော်လေးတွေကကြံနေသေးတယ်မေတ္တာဇံလေးတွေကြံနေတယ်ကရုဏာဇံလေးတွေကြံသေးတယ်ဆိုတော့ကမ္ဘာပေါ်မှာအဲ့ဒီချိန်မှာလူနည်းနည်းလေးရှိလိမ့်မယ်လို့ဦးဇင်းကဒီလိုထင်တာမဟုတ်ဘူးကြောက်လန့်နဲ့တက်ပုံနေတဲ့တတ္တဝါတွေအားလုံးဟာကုသိုလ်အရှိန်စော်နည်းနည်းနဲ့ဗြဟ္မပြည်သွားကြတာဟုတ်ဗျအဲ့တော့ဗြဟ္မသက်ကြီးတွေပြည့်အောင်သူတို့မနေနိုင်ဘူးကဘာဖြစ်ပြီဆိုတာနဲ့ပြန်ဆင်းလာကြတော့လူပြည်မှာလူဖြစ်ကြတာအဲ့ဒီအချိန်မှာကဘာပေါ်မှာလူတွေဟာကြက်ပြန်မကြများတယ်ဒါဘာကြောင့်ပြောနေတာလဲလို့ဆိုတော့တချို့အခုဇာနာရိတ်ခါတွေစိုက်ကြလုံးပေါ့တတိယနဲ့နှစ်တိယနဲ့သုံးတိမလောက်ဘူးဗျာလူတွေကလည်းများလာလို့အဲ့ဒါဟုတ်သလားလို့ဦးဇင်းတို့ကသိပ္ပံနိကြပေါ့လေနောက်ဗုဒ္ဓအလိုကြလောကနိယာမအရာလိုက်ပြီးတော့စဉ်းစားကြည့်တော့လူများလို့မလောက်တာမဟုတ်ဘူးဆိုတဲ့အဖြေကိုဘယ်ကရတယ်လဲဆိုတော့ဒီမှာကြည့်ကဘာဦးမှာကြက်ပြန်မကြလူတွေစီကားနေပြီမယ်အဲ့ဒီအချိန်မှာကောက်ပဲသီးနှံစိုက်ပျိုးเสียမလိုဘူးရှိတဲ့မဟာမြေကြီးအစီကိုစားတတိယဖြင့်အသီးနှံစားရင်ဒီအသီးတစ်သီးခူးစားလိုက်ရင်အဲ့ဒီအသီးတစ်သီးပြန်ထွက်ဒီအနံတနံခူးစားလိုက်ရင်အနံတနံပြန်ထွက်လူတွေမှာဘာလောဘဒေါသမှမရှိဘူးသူပစ္စည်းလည်းမရှိကိုယ်ပစ္စည်းလည်းမရှိသူဟာလည်းမရှိကိုယ်ဟာလည်းမရှိဆိုတော့လူတွေအားလုံးဟာစားတဲ့ချိန်ခူးစားလိုက်တာပဲ
စားပြီးအနံပြန်ထွက်တော့ဘာမှလည်းပူစရာမရှိဘူးအဲ့ဒီမှာတက်တန်းဘလို့စတိုးလာသလဲလို့ဆိုရင်လူတွေဟာလေအသိဉာဏ်ရှိလာတယ်လို့ပဲပြောရမလားလောဘဝင်လာတယ်လို့ပြောရမလားအဲ့ဒါတော့ခင်ဗျားတို့ပြောချင်တယ်လို့ပြောပေါ့ဗျာအဲ့ဒီအသီးနှံလေးတွေခူးစားရဲ့နဲ့ဒီစားတဲ့အသီးနှံဟာငါတို့စားနေတာလူတွေအများကြီးပဲတဲ့တကယ်လို့ပြန်မထွက်တော့ရင်ဘယ်လိုလုပ်မလဲစိုးရိမ်စိတ်လေးဝင်လာဟမ်ကံနဲလာပြီဆိုတော့ဒီလိုဗာနဲလာလားကုသိုလ်ကံနဲလာပြီဆိုတော့စိတ်ကပူးလာတာပြန်မထွက်ရင်ဘယ်လိုလုပ်မလဲဆိုတော့ဒါဖြင့်ငါတို့အတွက်တိုးလောင်ထားမှပဲလောဘလေးဝင်လာရှင်းတော့လောဘလေးဝင်လာတော့ခူးပြီးတော့သူများမသိအောင်ဖွဲ့သိမ့်တာသူကဖွဲ့တော့ကိုကလည်းဖွဲ့သူကသိမ့်တော့ကိုကလည်းသိမ့်ဆိုတော့နောက်ကအနာပြန်မထွက်တော့ဘူးစိုက်တော့ကိုကရှင်းလားသူကသူနေတော့ကဘာမှမဖြစ်ဘူးခုလောဘလေးတွေဖြစ်လာတော့ဟုတ်ပြီနော်အဲ့ဒီကနေမှသူ့ဥစ္စာခိုးစားလေးတွေဖြစ်လာတော့အနာမထွက်တဲ့အပြင်ဒီနေ့တစ်ခါပြန်ထွက်ရကနေပြီးတော့နောက်ထွက်ကိုမထွက်တော့ကိုယ့်အကိုစားလောဘကြီးလာလေမလောက်မငါဖြစ်လေသုံးသီးမဟုတ်ဘူးငါးသီးစိုက်မလောက်เสียရှင်းလားသဘောပေါက်သလားဘာလို့ရှားလားလောဘဒေါသကြောင့်ခင်ဗျားတို့ရှိနေတဲ့ကဘာပေါ်မှာအခုရှိနေတဲ့လူကြီးတန်း6000တန်း8000ပြင်းတောင်ပြင်းသေးတယ်ကဘာဦးကဆိုဒါပေမဲ့အဲ့လူတွေစိုက်เสียမလို့ဘူးရှင်းလားခု3သီးက5သီးစိုက်တော့ဆန်းကားလည်းဘာဖြစ်လာလို့ဆိုတော့ဖော့တာကြံတော့ဟမ်အစည်းတက်ကမရှိဘူးငယ်တော့ကငါတို့စာရွက်တွေပါလေစာအိတ်တွေပါလေကတ်เสียမရှိဘာနဲ့ကတ်ပုတ်ကတ်ကြည့်လေဟမ်သဘောပါလားဟမ်အာဟာရမရှိအနှစ်သာရမရှိတော့တဖြည်းဖြည်းအာဟာရတွေဆုပ်ယုပ်လာလိုက်ကြတာအာဟာရဆုပ်ယုပ်တော့စိတ်တဇရုပ်တွေဆုပ်ယုပ်လာစိတ်တဇရုပ်ဆုပ်ယုပ်တော့ကံမဇရုပ်တွေဆုပ်ယုပ်လာစိတ်ဓာတ်တွေခိုင်မာမှုမရှိတော့ဟောဆိုအာဟာရမှမပြည့်မီပဲဥရုဇယုတ်အာဟာရဇယုတ်ကံမဇယုတ်ရှင်းသလားခုခင်ဗျားတို့ထောက်ပံ့တာကံစိတ်ဥရုအာဟာရဆိုတော့ဥရုဇယုတ်ကမမှန်ဟုတ်ပြီနော်ဥရုတွေရောမှန်သေးလားအဲ့ဒါလဲလောဘဒေါသတွေအာကြီးလာရှင်းလားအဲ့ဒီမှာသွားတွေ့တယ်ဦးဇင်းတို့ကဩဘာကြောင့်မလောက်တလဲလောဘအာကြီးလို့မလောက်တာသူတန်းတိုးလာကြတာကြည့်လေကိုယ်နိုင်ငံကထွက်တဲ့အန္တရာယ်ကင်းတဲ့မြေပဲတို့နန်းတို့ကြတော့သူများထုတ်ရောင်းတေချင်းစိုးသေးမဲ့စားအောင်စီတွေတွင်းစားနော်ဒီလူမျိုးမှမသေးသေးစရာမရှိရှင်းလားမပြောမဖြစ်လို့လူမျိုးပြောက်တော့မှမဟုတ်လို့မကြိုက်လဲသဘောပါပဲကြိုက်တယ်လို့လှုပ်လိုက်တို့ကတော့ပြောစရာရှိတာပြောရမှာပဲရှင်းလားတွင်းတဲ့စားအောင်စီကဂိတ်ဆုံးနော်ဒီရောက်မှမိဘကြီးနဲ့ကြိုးပြီးတော့ဩလူသားလက်နဲ့တွေငါတို့တတ်နေတာမသိကြဘူးသူတို့ဟမ်ပေါ်နေပေါ်စားဘသူသေးဟောငါတိမ်မှာပြီးတော့စိတ်ဓာတ်ခိုင်မာမှုလည်းမရှိတော့ဘာလို့မရှိလို့ဆိုလောဘဒေါသသိအားကြီးတာရှင်းလားဦးဇင်းပြောနေတာလေဘောပေါက်သလားအဲ့ဒါဖြင့်ဒီခေတ်ကြီးကောင်းပါဦးမလားမကောင်းဘူးသိညာစို့မကောင်းဘူးဆိုမှတော့ဘာလို့ဟောနေတော့မှတော်ပြီးသွားကြစို့နေမှန်းနေဘယ်လိုသဘောရဒီစိတ်ဓာတ်တွေလည်းတော့ကျုပ်ကတရားဟောနေအပူပဲကောင်းပါအောင်မလားကောင်းအောင်လုပ်ရင်မနေကိုအော်နေရဟမ်ကောင်းနိုင်ပါအောင်မလားကောင်းအောင်ကြိုးစားမှာပါဗျာပြန်ပြောကောင်းနိုင်ပါအောင်မလားအယက်ကရို့ရဲ့နော်ပေါ့မှန်တယ်သူအရင်ပြောနေတာတွေကိုပေါ့လေးမတွေးလိုက်ပါနဲ့ဦးဇင်းတို့သူတော်ကောင်းတို့ကဲနိုင်တာတရားပဲရှိတော့
အဲ့ဒီတရားကိုအသိစိတ်ကြခိုင်မာစွာနဲ့ဟုတ်ပြီနော်အားလုံးတက်ညီလက်ညီကြိုးစားကြမှာရှင်းလားရှင်းပါဗျာသာသနာကွဲပလားကွဲခုနပုံမှန်တိုင်းပြန်တွက်ကြည့်အနှစ်တရာမှာတစ်နှစ်ဆုတ်တဲ့ပုံမှန်တိုင်းတွက်ရင်နောက်ထပ်နှစ်2500လောက်သာသနာတီအောင်လုပ်မယ်ဆိုလုပ်လို့ရသေးတယ်ရှင်းတယ်နော်သို့တော့အဲ့ဒီလိုလုပ်လို့ရမရဆိုတာဘယ်သူတွေပေါ်မှာမူတည်လဲအဲ့ဒါပြောချင်တာဟမ်ကိုယ့်ကိုသတိမထားတော့အရင်တော့ဂျပန်တွေကိုငါတို့ဗမာခေါ်ခဲ့တာဗါတဲ့ဂျပန်ငပူးတဲ့အခုကိုယ်ဖေတွေကမော့ကြည့်ရတယ်ခင်ဗျဟမ်ဂျပန်တွေဦးဇင်းတို့စီတရားလာအားထုတ်တယ်အဲ့တော့ဂျပန်လေးတယောက်လာတာဟေးကောင်မောင်သူမင်္ဂလာတဲ့မင်းကလည်းဆွတ်နဲ့ဟိုဟာသင်ဒါသင်နဲ့ဒါလေးရှိတယ်မင်းသိမ့်မိတ်ဆန်းနဲ့ဓမ္မပြသွားခေါ်တော့အဲ့အောင်မင်းသက်ဘယ်လောက်ရှိတယ်18နှစ်သူမင်္ဂလာရဟန်း3ဝါလောက်ဆိုတော့20 28 29လောက်ရှိနေအဲ့တော့သူကြည့်တော့မော့ကြည့်မင်းဂျပန်လားဆိုဟုတ်တယ်ငါဂျပန်အစစ်ဘာမျိုးတုံးกว่าဆိုမကိုတိုဥရှိတသူနာမည်နော်မကိုတိုဆိုတာသူနာမည်ကိုတစ္ဆာရှိတဲ့လူတဲ့ဥရှိတဆိုတာဥရှိဆိုတာနွားမျိုးရိုးတဲ့ဆိုတာနွားနဲ့လှုပ်ရှားတဲ့လယ်သမားမျိုးရိုးတဲ့သူကဒီလိုလားအဲ့တော့သူကြည့်လိုက်တော့အရက်က6ပေလောက်ရှိတယ်ရောဂျပန်ငပုလို့ပြောတာအခုငါတို့ဘယ်လိုပြောမလဲဟမ်ဗမာတော့ခွာသေးသေးပဲကြံတော့တယ်ဈေးရှင်းနဲ့ရှင်မရနဲ့သိခါကြလို့ရှင်းလားအဲ့ဒါခင်ဗျားတို့နိုးချိုးနိုင်ခြင်းလို့ချိုးဖဲ့ခြင်းလို့ပြစ်ခါကျုပ်ကပြောနေတာလားဟေးတရားလည်းနာရအောင်မှဖြစ်မှာပြောတဲ့လူကဘယ်စေတနာနဲ့ပြောတာလဲသိဖို့လိုသေးတယ်တစ်ဖက်သားများခင်ဗျားတို့ဖိထောင်းနေတာလားဟေးခင်ဗျားတို့ထောင်းမှတော့ကျုပ်ထောင်းတာနဲ့အတူတူပဲပေါ့ကျုပ်လည်းဗမာပဲရှင်းလားသဘောပေါက်သလားငါတို့ကျုပ်တို့ရဲ့ညံ့ဖြင်းချက်ကြောင့်ခန္ဓာကိုယ်လေးတွေသေးလာတာအလကားမဟုတ်ဘူးအဲ့ဒါကံဆုပ်လာတာဟမ်ကုသိုလ်ကံတွေဆုပ်လာတယ်ဆိုတာခင်ဗျားတို့ကျုပ်တို့စိတ်ဓာတ်တွေမမှန်လို့အကျင့်သီလတွေမမှန်လို့သီလပြည့်သူကပေါက်ဖွာလာတော့ပြည့်တဲ့လူတွေဖြစ်လာတဲ့အတွက်ရှင်းလားအဲ့တော့ပြင်ဖို့စိတ်ကူးရှိကြသလားမရအောင်ပါနော်စိတ်ကူးမရှိရင်တော့နောက်မပင့်နဲ့တော့နော်သူမင်္ဂလာပြုပြင်ရေးသမားဖြစ်တဲ့အတွက်ပြုပြင်မဲ့အရက်ကိုပဲသွားမယ်မပြုပြင်မဲ့လူတွေအတွက်တော့ကာမတကာရှင်းလားရှင်းပါဗျာအဲ့တော့ခုရေတွင်တူပြီးခုရေကြီးတောက်ချင်လို့လဲမရနိုင်ဘူးပြင်ရမှန်သိပလားသိပါဗျာဟေးတက်တန်းတိုးတယ်ဆုတ်တယ်ဆိုတာအဲ့ဒီလောဘဝရောဓဘမှာမူတည်တယ်ခု10နှစ်သားတိဆုတ်သွားရင်တရားမင်းကြီးကဆင်းလာလိမ့်မယ်တရားမင်းပြောပြန်ရင်လည်းခင်ဗျားတို့ကတရားကိုတလွဲအားကိုနေကြတယ်အဲ့တော့တရားဘေးဖယ်ထားလိုက်လောကစောင့်တဲ့နတ်ဆင်းလာလိမ့်မယ်နော်လောကကိုစောင့်ရှောက်လို့တဲ့အသိစိတ်ရှိတဲ့နတ်တွေကဆင်းလာပြီးတော့ခွေးနဲ့ကြီးတွေဆွဲပြီးငါးပါးသီလလုံအောင်ထိန်းကြ10နှစ်တန်းရောက်ရင်အမိမှန်းလည်းမသိတော့ဘူးဘောင်နှမမှန်းလည်းမသိဘူးခွေးတွေလိုပဲဒီလိုဖြစ်တော့မှခုခေတ်တော့ရှင်းလားဆက်မပြောပြရစီနဲ့နော်မပြောပြရစီနဲ့တော့အဲ့တော့တိရစ္ဆာန်သာသာပဲရှိတော့တဲ့လူတွေနော်ဖုံးထားတဲ့အရှက်ကလည်းဟိုမှာကြောက်ခစ်လိုပဲရန်ကုန်ရောက်လာမှခစ်ပြက်နေမှန်းသိတော့တာရှင်းလားပေါ်မနဲ့အဲ့ဒါပြည့်စည်နေတာသဘောပါတယ်နော်အဲ့ဒီမှာနမမသိမောင်မသိဖြစ်လာအဲ့တော့အဲ့ဒီအချိန်မှာလောကဆောင်နတ်ကြီးကတခါတည်းခွင့်နဲ့ကြီးဆွဲပြီးတော့မှအာဘာသီလလုံအောင်မထိန်းတဲ့လူစားမယ်ဆိုတော့မှအဲ့ဒီမှာသိကြောက်ကြပြီးတော့သီလထိန်းလိုက်ကြငါးပါးသီလလုံအောင်ထိန်းလိုက်တော့အဲ့ဒီလုံအောင်ထိန်းထားတဲ့10နှစ်သားကလေးတွေကမွေးလာတော့10နှစ်သက်တမ်းရှိတဲ့ပုဂ္ဂိုလ်တွေမွေးလာတော့သီလဆောင်ထိန်းပြီးမွေးတယ်သားသမီးတွေကိုသီလဆောင်ထိန်းအောင်ဆုံးမတော့အဲ့ဒီမွေးတဲ့သားသမီးကအသက်20တန်းဖြစ်သွား20တန်းကသီလလုံအောင်ထိန်းပြီးတော့ထပ်မွေးလိုက်တယ်အဲ့ဒီသီလအကြောင်းကိုဆက်ပန့်မိုးပေးလိုက်တော့ရှင်းတယ်နော်ရှင်းဒီလောက်ဆိုကျုပ်ကတရားကိုဒီလောက်တင်အောင်ရထားလိုက်စီဘာလို့အောင်မလဲဆိုတော့ကိုယ့်အကူဆက်တူးရအခုဆုပ်ယုပ်နေတာတွေကိုငါတို့တားမြစ်လို့ရမရသီလသာခင်ဗျားတို့လုံအောင်ထိန်းပါရှင်းသလား
ဒီခန္ဓာကိုယ်ကြီးတွေတဲ့ဒီပုံစံကြီးတွေကတခါတည်းတိုးတက်လာမယ်ဆိုတာမယုံလို့ကြည့်လိုက်စမ်းပါရှင်းလားဘုံမှာပျက်စီးလူနီးနီးဖြစ်နေတဲ့လူမျိုးတွေဒီလိုပဲကိုယ့်အကိုကိုကျင်တရားတွေဝိုင်းဝန်းဆောင်ထိန်ကြအားလုံးတက်ညီလက်ညီကြိုးစားခဲ့ကြတော့ဂျပန်ကအခုဂျပန်ငရှည်ဖြစ်သွားပြီဗမာငရှည်တွေအကုန်တိုးဝင်ကုန်ရှင်းလားအဲ့ဒါဘာဖြစ်လဲဆိုတော့ကိုယ်နိုင်ငံကိုယ်ဘာသာကိုယ်သာသနာကိုယ်လက်ထဲမှာအမတန်မွန်မြတ်တဲ့အသုံးဆောင်တွေရှိပါရဲ့နဲ့မသုံးတတ်လို့ရှင်းလားသဘောပေါက်သလားအခုသူများတွေပြောနေကြတဲ့တခြားနိုင်ငံတွေကအမလီခေတ်စားနေတဲ့ဒီမိုကရေစီဆိုတာဘုရားဟောထားတဲ့အဆုံးအမထဲမှာအကုန်အပြည့်ရှိများလို့ကျတော့မသုံးတော့သူများနိုင်ငံကပဲကူးချရအောင်တော့မလိုရှင်းလားအဲ့တော့ကိုယ့်လက်ထဲမှာအစီနစ်တွေရှိမရှိအမှုမဲ့အမှတ်မဲ့နဲ့ခြုံတီးပြစ်ခဲ့ကြတဲ့အတွက်ဒီနေ့အတိဒုက္ခရောက်နေပြီဒီအချိန်ကနေစပြီးတော့အားလုံးပြန်လှန်ပြီးကြိုးစားရင်ကြိုးစားမကြိုးစားရင်လူမျိုးလည်းပျောက်တော့မယ်သာသနာလည်းကွယ်တော့မယ်ဦးဇင်းတို့ဒီလိုမြင်ထားပါတယ်ရှင်းတယ်နော်မှန်ကိုပြောတာပါမှန်သောစကားပါဦးဇင်းတို့အနေနဲ့ကြွားဝါလို့ပြောတာမဟုတ်ဘူးနိုင်ငံခြားတိုင်းပြည်တွေကလမ်းပင့်ရှင်ဘုရားသာသနာပြုကြွပါဦးပင့်တဲ့လူတခါတည်းဦးဇင်းပြန်မေးလိုက်ဓမ္မကြီးတယောက်ပါအားလုံးတပြီးတော့တာဝန်ယူပါတယ်ဘယ်နိုင်ငံပေါ့လေဩစတြေးလျအမေရိကန်ဘာညာပေါ့လေထားပါတော့ဓမ္မကြီးပါပဲစဉ်းစားပါလို့ကျုပ်ပြောတာပထမမလိုက်နိုင်ဘူးဆိုတော့ဘုန်းကြီးဘယ်လိုတော့ခြားသောပုဂ္ဂိုလ်တွေပင့်လိုက်ရင်ရှင်ဘုရားဘယ်နေ့တုန်းပြောတာအခုရှင်ဘုရားကြမှာဘယ်လိုဖြစ်တာလဲအေးဘယ်ရမမဲစဉ်းစားအဲ့ဒီမင်းတို့နိုင်ငံတွေကိုငါလာပြီးတော့သာသနာပြုဖို့နဲ့ငါနိုင်ငံတွင်းကခုဗမာတွေကိုကယ်ဖို့ဘယ်ဟာအရေးကြီးနေလဲမေဘာလူမျိုးလဲဆိုတော့ဗမာလူမျိုးပါဗျာမေဘာမဲစဉ်းစားกว่าဆိုတော့တယ်ပါဗျာသဘောပေါက်ပါဟိနောက်မပင့်နဲ့ပါဘယ်တော့မှမပင့်နဲ့ပါငါနိုင်ငံကိုငါရအောင်မကယ်နိုင်ဘူးရှင်းတယ်နော်သွားပါလို့ပြောတာပေါ့တကယ်စေတနာအရင်ကနဲ့အားလုံးကိုတိုးတက်စေခြင်းလို့ချမ်းသာစေခြင်းလို့ပြောတဲ့စကားလို့မှရှင်းလားအဲ့တော့ဦးဇင်းတို့တို့အပင်ပန်းခံပြီးတော့ဒီလိုလိုက်လုတ်ပေးနေတာဘယ်သူအကျိုးလဲသိကြတယ်နော်အဲ့30နှစ်သားလေးတွေကထိန်းလိုက်တာ20တန်းကြည်သားသီလထိန်းလိုက်တော့တိုးတက်လာတာနှစ်ဆရှင်းတယ်နော်အဲ့ဒါကိုခင်ဗျားတို့ကဘုမသိမမသိနဲ့တလုံးဖြက်ပြန်တော့နှလုံးပေါ်ခဲ့ပြီဆိုတော့အဟုတ်စိတ်ကူးခြင်းနှစ်ဆတိုးတော့မှာဒီတိုင်းကတော့မတိုးသီလသမာဓိပညာသိက္ခာနဲ့အဖတ်ဆယ်မှာယုံသလားရှင်းသလားသဘောပေါက်တယ်နော်ကောင်းပြီအဲ့တော့ဦးဇင်းတို့တွေကြိုးစားမှဖြစ်မယ်ဆိုတာလေးကိုလည်းပြန်ပြောချင်တာကဟိုသစေတနာသုံးဆိုတာဘုရားရှင်ကိုရောမြတ်ကြီးအင်္ဂုတ္တပါဠိတော်မှာဘုရားဟောထားတဲ့သုတ်တော်လေးတစ်ခုရှိသစေတနာတုတ်ဆိုတာတရားမဟုတ်ဘူးဘုရားရှင်ကိုရောမြတ်ကြီးဣတိပတနာမိဂရဝံတော်ထဲမှာသတင်းသုံးတွေသုံးသူယဟန်တွေဟောတဲ့သုတ်ဆိုတော့ဘုရားလက်ထက်ကလည်းဆုတ်ကပ်မှာဘုရားဖြစ်တာဆိုတော့ယဟန်များထဲမှာလည်းသူသားယဟန်တွေထဲမှာလည်းပုထုဇဉ်ယဟန်တွေများစွာပါနေတော့မာယွင်သူချွတ်ချော်သူတိမ်ဆောင်သူအကျင့်သီလမပြည့်စုံသူတွေအများကြီးရှိအဲတချို့အကျင့်သီလမပြည့်စုံတဲ့အပြင်စိတ်ဓာတ်ကမှခွန်အားမရှိဘာမရှိဘူးသူတော်ကောင်းတရားကိုရဲရဲကျင့်ဆောင်နိုင်တဲ့တတ္တိမရှိတာအဲ့ဒါစိတ်ဓာတ်ခွန်အားမရှိတာမသူတော်တရားတွေကိုလက်လွတ်စပယ်လွယ်ကူကူလုပ်နေတာအဲ့ဒါစိတ်ဓာတ်ခွန်အားမရှိတာစိတ်ဓာတ်ယုံညံ့သူလို့ခေါ်တယ်ရှင်းသလားအာကုသိုလ်ကိုအာကုသိုလ်မှသိရနဲ့မထိန်နိုင်ဘူးလုပ်နေတယ်အဲ့ဒါစိတ်ဓာတ်ယုံညံ့တယ်ကုသိုလ်ကိုကုသိုလ်ကောင်းမှန်းသိတယ်မလုပ်နိုင်ဘူးစိတ်ဓာတ်ယုံညံ့တယ်ရှင်းလားရုပ်ထွက်ကြမှာရမှာအဲ့မိဂရာဝံတော်ကြီးထဲမှာဘုရားကသူသားယဟန်တွေကိုဆုံးမရင်းနဲ့ခြေသားတို့တဲ့နားထောင်ကြတခုသောကာလတုန်းကကွာသစေတနာဆိုတဲ့မင်းတစ်ပါးရှိတယ်ဘယ်လိုလဲအဲ့ဒီမင်းတစ်ပါးကတရက်သောခါကာလကြတော့
လဲဘိန်းလုတ်တဲ့တကာတယောက်ကျွမ်းကျင်သူတယောက်ကိုခေါ်လိုက်တယ်ခေါ်ပြီးတော့လာအမောင်ဟာလဲဘိန်းကောင်းကောင်းလုတ်တတ်တယ်ဆိုတာဟုတ်သလားဟုတ်ပါတယ်ယထာဘိန်းကြီးလို့အောင်အဲ့တော့ကွာနောက်6လနေရင်ငါတို့စစ်ဖြစ်တော့မယ်စစ်တက်ရအဲ့တော့တစ်ဖက်ရန်သူကလည်းအင်အားကြီးတော့ငါတို့မှယထာကောင်းကောင်းလို့တဲ့အဲ့တော့မင်းတပည့်တွေကိုစစ်ယထာဘိန်းကြီးများများလုတ်ခိုင်းပါအဲ့တော့မင်းကတော့ငါစီးမဲ့ယထာဘိန်းကိုမင်းလုတ်ရမယ်ဘိန်းနှလုံးလုတ်ရမယ်6လအတွင်းပြီးနိုင်သလားပြောလိုက်တော့ယထာဘိန်းလုတ်ကမှစဉ်းစားတယ်လုတ်ထုံးလုံနီးစီကံတိုင်းဆိုရင်6လမှတဘိန်းပဲပြီးမှာဟုတ်ပြီနော်ဒါပေမဲ့ဘယင်က6လနေရင်ဘာလုပ်လဲစစ်ပြတော်မှာအဲ့ဒါအမိလုတ်ပေးအမိတ်ပေးနေတော့ဘယင်ကိုပြန်ပြောဖို့လေခက်တော့မနာပါတဲ့ဒီမိအောင်လုပ်ရင်မိပါတယ်ပါတယ်ဟုတ်ပြီနော်မိအောင်လုပ်ရင်မိပါတယ်ကဲဒါမျိုးလုပ်စေဆိုပြီးတော့ဒီယထာဘိန်းအလုပ်သမားကလုပ်လိုက်တယ်6လပြည့်ဖို့6ရက်ပဲလို့တော့ဟုတ်ပြီအဲ့ဒီမှာရှင်ဘုရင်ကရောက်လာတယ်လဲဘိန်းလုပ်တဲ့ကောင်ဟေးနောက်6ရက်နေငါတို့စစ်တက်ရတော့မယ်ကဲဘယ်လိုမယထာဘိန်းပြီးပလားဆိုတော့မှန်လားပါရှင်ဘုရင်ကြီးတဘိန်းပြီးပါပြီ6လပြည့်ဖို့6ရက်လို့ယထာဘိန်း2ဘိန်းတာမမေ့တဘိန်းနဲ့ဘယ်နဲ့လုံးမလဲနောက်6ရက်နဲ့ဘယ်လိုလုံးမလဲမှန်ပါပြီးပါတယ်ခင်ဗျာဆိုပြီးတော့ကဲပြီးလှုပ်ဆန်းกว่าမင်း6လပြည့်ဖို့6ရက်လုံးမှမင်းတဘိန်းနဲ့ပြီးသေးတယ်ပြန်သွားနောက်6ရက်နေတော့ပြန်လာတော့ဘိန်းနှစ်ခုလုံးပြီးပြီအဲ့ဒီမှာရှင်ဘုရင်မေးမင်းကဘာကွာနေတာလဲမင်းအပြင်းထူနေတာလားအခုဘိန်းတစ်စိမ့်ဘိန်းကြတော့လည်းပါလေ6ရက်ချင်းနဲ့ပြီးအရင်ဘိန်းက6လပြည့်ဖို့6ရက်အလုံးမပြီးဘာကွာတယ်လဲကွာပါတယ်ဗျာဘိန်းရဲ့အရေးချင်းချင်းကွာပါတယ် quality ကွာတယ်အဲလိုဗမာစကားပုံတွေရှိပါတယ်လက်ဖက်ကောင်းစားခြင်းရင်ဘလောင်တောင်းတက်နေရမယ်ဆိုတာလေးရှိတယ်နော်အဲ့တော့ဒါလေးတွေကချင်းချင်းလုပ်ကြဖို့ပေါ့ရှင်မင်းကြီးကြည့်ပါတဲ့ဘာကွာသလဲပြပါ6လပြည့်ဖို့6ရက်အလိုလှုပ်ထားရတဲ့ပထမဘိန်းကိုလှိမ့်ပြလိုက်ရှင်မင်းကြီးကြည့်ဆိုပြီးတော့မြေပြန့်တစ်ခုမှသူလှိမ့်ပြလိုက်တော့ဘိန်းကတဲကြီးပေါ့ပါလေးလှိမ့်သွားလိုက်လိမ့်သွားပြီးတော့အရှင်ကုံတဲ့အထိသူလိမ့်သွားတဲ့မြေပြင်ပေါ်မှာရပ်ပြီးတော့ဘိန်းအရှင်ကုံတဲ့အခါတဲ့ကလေးရပ်ပြီးနေတယ်ဘဲမှမလဲဘူးတိမ်ဆောင်ခြင်းလည်းရှုသားတော်မူပါဗျာဒါ6ရက်နဲ့လှုပ်ထားတဲ့ဘိန်းမှာလိမ့်ပြလိုက်တရားနဲ့သွားတယ်ပြီးတော့တခါတည်းအဆုံးမှာလဲပြီးတော့လိမ့်ရှင်မင်းကြီးမြင်ပါလေဘာကွာလို့လဲကွာမမပထမ6လပြည့်ဖို့6ရက်အလိုပဲလောက်ရတဲ့ကြာမြင့်စွာလောက်ရတဲ့ဘိန်းဟာအားလုံးဘိန်းမှာတတ်ထားတဲ့အသားမှန်သမျှဟာအနှစ်တည်းကြီးပဲဖြစ်ပါဘာလေးကြီးဖြစ်ပါအနှစ်သားကိုအရင်ဖြာကောင်းစွာရွေးပြီးတော့ဘုရားတပည့်တော်ပညာအရကျွမ်းကျင်စွာစီစစ်ပြီးတော့လှုပ်ထားတဲ့ဘိန်းဖြစ်တဲ့အတွက်အချိန်လဲယူရပါတယ်ကောင်းလဲကောင်းပါတယ်နောက်ဘိန်းကတော့အကာလဲပါရင်ပါမယ်အပွေးလဲပါရင်ပါမယ်ဗျာအရင်လဲဖြစ်ချင်းဖြစ်နေမယ်အဖျားလဲဖြစ်ချင်းဖြစ်နေလဲတောက်တွေမှာအရင်ဘက်ကတတ်တယ်အဖျားဘက်ကတတ်တယ်ဒီလိုရှိသေးတာဟုတ်အဲ့တော့ဟိုကမြန်နဲ့ပြီးရောလှုပ်လိုက်ရတော့ကောင်းသလားစနစ်တကျလှုပ်လာတော့ရှင်းတယ်နော်ခုလည်းခင်ဗျားတို့ကျွတ်တို့ကောင်းအောင်ပြုပြင်ကြတော့မဲ့ပုဂ္ဂိုလ်တွေအခုပြင်အခုကောင်းမှလားမေးတော့မကောင်းနိုင်ဘူးမကောင်းနိုင်ဘူးဘာလို့ပြက်လာတာကြာပြီဘယ်ထင်စပြက်မွေးကြတဲ့ပြက်ဗမာသမိုင်းပြန်ကြည့်ရင်တော့ဟိုအနော်ယထာကလေးကမကောင်းပါဘူးရှင်းနော်
အဲ့တော့ကိုယ့်အကိုပဲပြန်ကြည့်လိုက်တော့ဦးဇင်းတို့ပြန်စဉ်းစားကြည့်လိုက်တယ်ဦးဇင်းတို့68ခုနှစ်မှာမွေးတယ်ဆိုတော့မွေးကြရမကောင်းရှင်းလားချက်ချင်းကောင်းနိုင်မှာမကောင်းနိုင်ဘူးလို့စနစ်တကျနဲ့ကောင်းအောင်ကြိုးစားရကြိုးစားရင်ဖြစ်မဖြစ်ခင်ဗျားတို့ကျွတ်တို့လိုချင်တာပြီးပြီးရောလိုချင်တာလားအကောင်းဆုံးကိုလိုချင်တာလားဘယ်နဲ့ဘယ်လိုဟုတ်ကဲ့လားဗမာတွေအကောင်းကြိုက်တာတော့ယုံပါတယ်ဟမ်ရှင်းတယ်နော်အဲ့တော့ဇွဲရှိဖို့လိုတယ်တတ္တိရှိဖို့တတ္တိဆိုတာကောင်းတဲ့အလုပ်ကိုရဲရဲလုပ်ရမကောင်းတဲ့အလုပ်ကိုရဲရဲစွန့်ရဲရရှင်းတယ်နော်ကာယကံဝစီကံမနောကံကာယကံလည်းစင်ကြယ်တဲ့စင်ကြယ်အောင်ကြိုးစားရဝစီကံလည်းစင်ကြယ်တဲ့စင်ကြယ်အောင်ကြိုးစားမနောကံလည်းအားလုံးအသိစိတ်နဲ့ပေါ့တို့ဦးဇင်းတို့နိုင်ငံတကာဆိုတာအဝေးကြီးမဟုတ်ဘူးဒီနာနီးစပ်ရလေးတွေရိုးတရားတို့တရုတ်တို့လွယ်သွားလို့နေရတဲ့နေရာလေးပဲသွားကြည့်ချောင်းလေးတွေချမ်းတာနေဆက်ကချောင်းလေးဟိုဘက်ကူးကြည့်လိုက်တော့ဟိုဘက်ရောက်တာနဲ့လမ်းပေါ်မှာအမိုက်မရှိဘူးဟမ်ဒီဘက်ကတော့ရန်ကုန်မြို့တော်ကြီးတော့အမိုက်တွေပုံဟမ်ဒါမြို့တော်တဲ့ရှက်ဖို့ကောင်းရှင်းသလားပုံမှန်သွားတယ်ကလေးလေးရစကင်ထားတဲ့အမိုက်ပုံးမတွေ့ရင်မဖြစ်ဘူးဟမ်တို့ကတော့လွယ်တဲ့နေရာတောက်ကြီးမြောက်ကြီးကြည့်လိုက်တယ်ဘယ်မှမမြင်ပါဘူးဟမ်နောက်ကအမိုက်ပြစ်ရှင်လူမသိအောင်ပြစ်ဟမ်ဘယ်လိုပြစ်မလဲအမိုက်ဘယ်လိုပြစ်မလဲလူမသိအောင်ပြစ်ဟမ်ရှင်းတယ်နော်ဘယ်သူမှမမြင်ဘူးဆိုပြစ်လိုက်ဘယ်သူသိလဲကိုတော့သိကိုလူမဟုတ်ရင်ပြစ်ကြရှင်းလားအဲ့ဒါစိတ်ကံဆိုတာသီလပဲရှင်းတယ်နော်မဟုတ်မမှန်တာဆိုရင်ငါတို့စိတ်ကြွယ်ရမှာတောင်မလုပ်ဘူးရှင်းလားငါတို့စက်မှုစုံကဆိုရင်မှုသားပြောတဲ့လူမရှိဘူးကွာဒီလိုဖြစ်အောင်ဟမ်မြောက်ကလာစက်မှုစုံကဆိုတခေါ်မရှိဘူးကွာတိုက်တဲ့အိမ်ဖွင့်ထားလိုက်ကုန်သွားမယ်ဒီလိုဖြစ်အောင်ပြောတာရှင်းသလားတို့ဒေသစဥစ္စာပေါ့ဒေသန္တရဘုဒ္ဓလဲလေးလာတော့အမှန်အဩခဲ့ရတဲ့နေရာလေးတစ်ခုရှိတယ်ဟောငါပလီဘက်ကနေကွာဘက်ကိုဖြတ်ထွက်တန်တွဲနဲ့ကွာကိုဖြတ်ထွက်တော့လမ်းတစ်လျှောက်မှာလမ်းကြီးလည်းဖြောင်းပြီးအရှိကြီးဖြောင်းပြီးဆိုတော့ကောင်းနေတယ်တော့မထင်နဲ့ဂဲလမ်းကြီးပေါ့ဗျာနော်ဂဲလေးကြီးဒါပေမဲ့အရှိကြီးရွာလမ်းကြီးကလည်းအရှိကြီးပဲပြန်လဲကန်းစားအိမ်လေးကြည့်လိုက်တယ်တအိမ်မှတကားမရှိဝန်းလေးတွေသူ့ဝင်းလေးတွေနဲ့သူ့အိမ်လေးတွေနဲ့ပဲအိမ်ပေါက်တွေလည်းရှိတယ်တကားပေါက်တွေလည်းရှိတယ်ဒါပေမဲ့ဘယ်အိမ်မှတကားမရှိဘူးစိတ်ဝင်စားလို့ရပ်ပေးတယ်ဟေးမင်းတို့အိမ်နဲ့ဒီလိုပဲဆောက်တာလားမှန်ပါဗျာဘာဖြစ်လို့ကြည့်နေတာမင်းတို့အပေါက်လည်းမပိတ်ကြဘူးပိတ်ဆံမလိုပါဘူးဗျာဒီအိမ်မှတကားမရှိဘူးဟာဒီတိုင်းကြီးနေလို့ရသလားဘာဖြစ်လို့လဲအရှင်ဘုရားဘာဝင်မေးနေတာလဲဟာငါတို့အဆင့်မြင့်တဲ့မြို့ကြီးတွေမန္တလေးတို့ရန်ကုန်တို့ဆိုကုန်ပြီဟမ်မြို့ကြီးသားတွေဆိုတော့လေတကိုးတွေကြီးပဲရှင်းလားတို့မြို့ကြီးတွေမှာဆိုရင်တော့မင်းတို့စီးစိမ်ကုန်ပြီအရှင်ဘုရားတဲ့ဖြစ်နိုင်ရင်လမ်းပေါ်မှာချထားဆန်အိတ်စီဖို့အစရှိနေပြီအသုံးဆောင်ချထားကိုဟာမဟုတ်ဘယ်သူမှကြိုင်မကြည့်ဘူးဗျာဩဗမာပြည်မှာဒီလိုအရာရှိသေးတယ်ချမ်းသာလိုက်တာသူတို့ကြည့်ရတာဘာမှပူပင်တော့ကမရှိဘူးရှင်းလားသဘောပေါက်သလားတို့ရန်ကုန်ကြီးပဲနဲ့တော့ရောက်သလားစကားမပိတ်ပဲအိမ်လို့အိမ်ထဲရထားတဲ့ကားတော့မိခွက်ပြုတ်ပို့တာရှင်းလား
အဲ့ဒါဂုံယူစရာလားရှက်စရာဘာမှမရှိတော့သီလမရှိတော့ဆုံးယုတ်တဲ့ငတ်လို့ခိုးလို့ကိုငတ်ရှင်းလားဘာဖြစ်လဲငတ်လို့ခိုးလို့ကိုငတ်တာမပြည့်စုံလို့လိမ်လို့ကိုမပြည့်စုံရှင်းလားလူမျိုးတစ်မျိုးတိုးတက်ဖို့လဲသီလရှိမှရနိုင်ငံတစ်နိုင်ငံတိုးတက်ဖို့လဲသာသနာတစ်ခုတိုးတက်ဖို့လဲသူဝအခြေခံဝိနည်းရောနာမသာသနာတအာယုတယ်ဟောဒီဝိနည်းဆိုတဲ့စိကံသီလသည်ငါသာသနာရဲ့အသက်ဖဲกว่าတယ်ရှင်းလားသာသနာအသက်ဆိုရင်လူမျိုးရဲ့အသက်ပဲနိုင်ငံရဲ့အသက်ပဲဘာလုံးဖို့လို့လဲရှင်းလားအဲ့တော့မိုးကားရေဆက်တော့ကြမလားလွတ်အောင်ယုံမလားဘသူတရားပြက်နောက်ကလာစမှုဆုံးအတွက်ဒီနေ့ဒုတိယညနဲ့နောက်ဆုံးညလက်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်ရှင်းရလားရှင်းဗျာတဲ့ကောင်းခြင်းအင်္ဂါပြည့်စုံဖို့တော့လုံလောက်တဲ့အချိန်တော့ယူရမယ်ဟုတ်ကလားဘုရားတို့ကအမလေးတပည့်တော်တို့ဘုရားမလုပ်ပါဘူးဗျာအတိုင်းပဲလေတပည့်တော်ကျတော့လောကကံဆိုးတာဘုရားမလုပ်တာအခုမှဟမ်ငါကဘယ်လောက်လုပ်ခဲ့မှဒီဘူးကိုဦးဇင်းတို့ကိုစဉ်းစားကြည့်ကိုစိတ်ကလေးတွေကိုစဉ်းစားကြည့်မွေးဖွားလာတဲ့ကာလကိုကမမှန်တော့လေကြီးနိုင်ငံချင်းစိတ်ကလည်းကိုယ့်ရင်ထဲမှာအပြည့်ချောင်းရင်ချောင်းတယ်လို့လည်းဝိုင်းလိုက်ခြင်းသေးတာမွေးခဲ့တဲ့ခစ်ကမမှန်ဘူးရှင်းလားကိုချင်းလေးကိုကြည့်တယ်လမ်းမှာသွားကိုတိုင်းအခုလမ်းကားကိုတာအဆမော်လေနော်ဟုတ်တခြားနိုင်ငံတွေမှာသွားကြည့်လမ်းကြားနဲ့ထွက်လာတဲ့ကားလမ်းမကြီးပေါ်မှာကားရှင်းမရှင်းကိုရပ်ပြီးကြည့်နေတယ်အားလုံးရှင်းမှစိတ်အေးလက်အေးထွက်လာအမြန်မောင်းတဲ့ကားမျိုးထဲမှာမတွေ့ရသူတို့စီမှာကားကောင်းနေကြီးပဲဒီမှာတော့ကားစုပ်တွေကိုချနေကြဂျုံလူတိုင်းအရေးကြီးနေတာသေဖို့သေခြင်းစိုးသေဖို့ရှင်းလားဟိုကသူစီကန်းနဲ့သူဆိုင်ကယ်မသွားရတဲ့နေရာဆိုင်ကယ်မသွားဘူးစပိတ်မသွားတဲ့နေရာစပိတ်မသွားဘူးသူစီကန်းနဲ့သူသွားနေကြတာဒီထဲကကိုမြန်ကြီးဘယ်သူမှမမောင်းဘူးမြို့ထဲမှာမောင်းရမယ်စီကန်းလေးအတိုင်းမောင်းကြကဲဩဒါကွာနေတာပဲရှင်းလားဒါဖြင့်ဘသူတရားပြက်အဲ့တော့ဘသူသေးငတေမှာပြီးရောဆိုတဲ့မွေးရပါစိတ်တွေဖြောက်လိုက်တော့အဲ့ဒါပါစိတ်မွေးရပါစိတ်ပါစိတ်လေအဲ့တော့မွေးကြတဲ့အကျိုးတို့ပါလာတာဘသူသေးငတေမှာပြီးရောအခုသူမင်္ဂလာပြုပြတရားတွေလိုက်ဟောပေးနေတာတော့ဘေးကဝိုင်းပြောတယ်ရှင်းမြတ်ဗာလေစမ်းပါကိုယ်လေးချမ်းချမ်းသာသာနေတမ်းဝိပဿနာဖြစ်ပြက်လောက်ဟောစမ်းပါရှင်းပြတယ်ဘဝတွေလျှောက်ပြောစမ်းပါရှင်းပြလဲတတ်နိုင်တာမဟုတ်ဘဲနဲ့နော်အကုန်လုံးကမတတ်နိုင်ဘူးဆိုကြည်နေတော့လူမျိုးပျောက်ရုံမရှိတော့ငါတော့အပြောက်မခံနိုင်ရှင်းနော်တေကာမသေရောကွာလှုပ်ချင်အလှုပ်ကြအမှန်တရားအတွက်ကတော့ပြောပြီးမှခံမှာကွာမပြောလဲခံရမှာပဲမထူးမှာရှင်းလားမပြောတဲ့ခံနေရတာပဲဆိုတော့ပြောပြီးတော့ပဲခံတော့မဟိရှင်းလားဒီလိုစိတ်နဲ့မှမကြိုးစားတော့ဘူးဆိုရင်ခင်ဗျားတို့ဗမာလူမျိုးပျောက်တော့မယ်ရှင်းတယ်နော်ငါတို့ကမွေးကလေးကမကောင်းတဲ့လူမျိုးကိုပြောတာပါခင်ဗျားတို့ကောင်းတယ်ဆိုရင်လည်းပြီးတာပါပဲရှင်းလားအဲ့တော့ဥဒုမင်္ဂလာလည်းဘာလုပ်နေရဆိုကိုယ့်အကူမကောင်းတဲ့ဗီဇာကြီးကိုရအောင်ကြိုးစားပြီးဘာလုပ်နေပြင်းနေရကိုယ်တိုင်လည်းပြင်းသူများပြင်းအောင်လည်းလိုက်ပြောနေရသူမင်္ဂလာအလိုအရဆိုရင်အမတန်ပြင်းတာငယ်တော့အမေချီးကျူးတယ်ပတ်ဝန်းကျင်ကချီးကျူးတယ်နာမည်ကိုလေးတယ်လေးလုံးလို့ဟုတ်ပြီနော်အဲ့ဒီမှာအမေကဘာပြောလဲခါရရှိအပြင်းကြီးသွားနေဘုန်းကြီးဝတ်တာပဲကောင်းအမေကဒီလိုဂုံပြူတာအဲ့တော့ငယ်တော့စာချက်ခိုင်းတဲ့ဆရာဆရာမတွေနေညံသိကောင်းတယ်လှုပ်ရှားမှအဆင့်တရအောင်ဆိုတော့အမေကပြောဆရာဆရာမတွေကပြောအောင်ပြီးတာပဲမို့လားအောင်ရင်တရားတက်ရတာပဲတိရလဲတရားတက်တာပဲနောက်ဆုံးကသွားလဲတရားတက်တာပဲအရေးကြီးတာတရားတက်ဖို့ပဲမို့လားနော်
တိရဖို့ဆိုရင်နှစ်တိုင်းတိရအောင်လုပ်နေရမှာပင်မနဲ့မလုပ်ဘူးသူမင်္ဂလာတို့ကကိုယ့်အကိုကြက်ဆရာမလို့သူများရှိရတစ်ခေါက်ရွတ်သွားအဲ့စာကိုယ့်အတွက်ရပြီးသားဒါမလုပ်ဗီဇကိုမကောင်းတာပြင်းတယ်ရှင်းလားအဲ့ဒါတွေကိုမတွန်းလှန်ခဲ့ပဲနဲ့ဒီနေ့ဒီလိုဓမ္မဂရိကမဖြစ်ဘူးခင်ဗျရှင်းလားနေစိတ်နဲ့ကိုယ့်အကိုအတွက်တောင်ဘာမှမဖြစ်ချင်တဲ့လူခင်ဗျားတို့အတွက်ဆိုဝေးတို့တော့အခုဒီလိုနေလို့ရလားမနေနိုင်အောင်လဲကိုယ့်အကိုပြုတ်ပြင်းယူလာအမတန်လေးတဲ့လူကိုအမတန်သွက်သူဖြစ်လာအောင်အမတန်ပြင်းကြီးဖြစ်နွဲသူကိုအမတန်ထက်မြက်သူဖြစ်အောင်ကိုယ့်ကိုနိုးတော်လာရှင်းလားပြင်းရင်ရပါဦးမလားသိကြတယ်နော်မရရအောင်ဖြစ်သမျှအကြောင်းမကောင်းကောင်းအောင်လို့ပြန်ပြောရှင်းတတ်ကြလားငါတို့ထားမယ်ဆောင်ဖို့ကအဲ့ဒါပဲတရားရှိဖြစ်သမျှအကြောင်းအဲ့တော့ဘသူသေးသေးကတိမှာပြီးရောဆိုတဲ့စိတ်တွေဖယ်လိုက်တော့အောက်တန်းကြတဲ့စိတ်ငါတို့စီမှာမရှိစေရဘူးအောက်တန်းကြတဲ့စကားတွေငါတို့နှုတ်မှာမရှိစေရဘူးရှင်းသလားအောက်တန်းကြတဲ့အလုပ်တွေငါတို့ကာယကံမှာမရှိစေရဘူးလို့ဒီနေ့ကစပြင်မှာများရင်ကောင်းမလားမကောင်းဘူးလားအဲ့တော့ကောင်းအောင်ကိုကာယကံဝစီကံမနောကံကိုဘုရားကဒီမှာပြောပြီခြေသားတို့မှတ်ထားဟောဒီလဲဘိန်းလုတ်သမားဆိုတာတခြားမဟုတ်ဘူးကွာအဲ့ဒါငါပဲငါဟာတဲ့လဲရဲ့လဲဘိန်းလုတ်တဲ့အသားရဲ့အနှစ်အပွေအသားအရင်ဖျားကောင်းစွာကျွမ်းကျင်ပိုင်နိုင်ပြီးတော့ကောင်းစွာပြုပြင်နိုင်ခဲ့သလိုပဲအခုမှလည်းငါလည်းလဲဘိန်းလုတ်သားကောင်းတစ်ယောက်လိုပဲမင်းတို့ရဲ့ကာယကံဝစီကံမနောကံတွေကိုကောင်းစွာငါပြုပြင်ပေးနိုင်ပါလေကွာတဲ့အချိန်ယူပြီးပညာရှင်းတော့ဇွဲရှိဖို့တော့လိုတယ်ကွာတဲ့အခုလို့ခုကောင်းမှာတော့ရှင်းသလားဘုရားလှုပ်ချင်းဘုရားဖြစ်သွားသလားဘုရားဖြစ်အောင်သူဇွဲနဲ့ကြိုးစားခဲ့ရတာလေးပင်ချေနဲ့ကဘာသသိရှင်းသလားခုလည်းငါတို့ခေတ်ဆက်ဆက်ကပြက်လာတာအခုမှချပြီးဝုန်းကနေကောင်းကျင်လို့တော့သို့တော့အသီးသိနဲ့ကောင်းအောင်ပြင်လာရင်ကောင်းနိုင်မကောင်းနိုင်ကောင်းအောင်လုပ်လို့ရမရကောင်းစရာနီလန်ရှိမရှိအဲ့တော့တို့ဘုရားသာသနာရှိနေသေးသေးငါတို့ကိုငါတို့ကဲတင်လို့ရှင်းသလားသာသနာကွယ်ရင်တော့လူမျိုးလဲကျွဲပါပြီကဲဒီနေ့တရားဒါပါပဲရှင်းတယ်နော်အဲ့တော့မိမိကိုယ်တိုင်အသိစိတ်နဲ့ငါတို့မကောင်းကောင်းအောင်ကြိုးစားမယ်ဇွဲရှိဖို့တော့သဘောပါလားဒါကြောင့်သင်ကြတဲ့ဥစဉ်တို့သိချတဲ့နဲ့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မလုပ်နဲ့ပြောထားတယ်ကောင်းကျိုးပေးမယ်ကောင်းတာလုပ်ရင်ဘယ်လိုပေးမှာလို့ဆိုတော့အကြောင်းညီညွတ်တဲ့အခါကျတော့ပေးလိုက်ပဲရှင်းလားခုတပည့်တော်ကောင်းအောင်လုပ်နေတာဘာလို့မပေးသေးတာလို့ဆိုတော့ကောင်းကျိုးပေးနိုင်တော့အောင်မလုပ်သေးလို့ရှင်းလားလောကမှာဓမ္မရဲ့အာဓမ္မရဲ့နှစ်မျိုးရှိပါအမြဲတမ်းတွန်တွဲနေရှင်းနော်လောကမှာဓမ္မနဲ့အာဓမ္မအမြဲတွန်တွဲနေဓမ္မကြီးပဲလိုချင်လို့လဲမရဘူးအာဓမ္မကြီးဖြစ်ချင်လို့လဲမရပါဘူးယုံသလားဒါဖြင့်ဒီနေ့ဒီလောကကြီးမှာအာဓမ္မတရားတွေဘာလို့လွှမ်းမိုးနေလဲဓမ္မအာနေနေရှင်းလားအာဓမ္မလွှမ်းမိုးခြင်းခံရတာဘာကြောင့်လဲခင်ဗျားတို့အာဓမ္မကိုကြိုက်သလားဓမ္မကိုကြိုက်သလားကြိုက်ရုံကြိုက်နေလို့မရဘူးဟမ်6ရက်ထဲနဲ့ဘိန်းလို့ဗျာပဒါနဲ့လဲမှာပေါ့ဟမ်ခုခင်ဗျားတို့ကမလို့ခင်ကောင်းကျင်နေတာရှင်းသလားဒါလူမျိုးအတွက်ကောတိုင်းပြည်အတွက်ကောသာသနာအတွက်ကောတခါတည်းပြီးတဲ့တရားပဲသာသနာအတွက်ပြောကြတော့လောကလွတ်မြောက်ကြောင်းလုပ်နေတဲ့ယောဂီကြီးတွေရောမရှိဘူးလား
ဒီဝိပဿနာဆိုဆိုင်ပုံကြီးတက်လိုက်တော့အမလေးအမြဲအားထုတ်နေတဲ့ယောဂီတွေလည်းပါမှာဒီလိုတို့ကအလုပ်ပေးလေးနာကျင်လို့တချို့လာသေးတယ်ကြီးကြီးကြီးဒါအလုပ်ပေးပဲရှင်းနော်ဘာလို့ဆိုသူသွားဝင်တာမှ10ရက်စကားဆိုသွားဝင်တာဒါတောင်ဖြောင်းဖြောင်းဝင်ခဲ့တာမဟုတ်ဘူး9ရက်လောက်ဝင်လာနော်10ရက်စကားသွား9ရက်လောက်နေလာပြီးတော့သူကိုယ်သူသောတာပန်နာလို့သောတဂရကဏလို့လှုပ်ချင်လှုပ်နေတဲ့လူတွေကရှိသေးတာရှင်းသလားရှင်းပြောသမာဓိတောင်တီးလာတာမဟုတ်ဘူးဟမ်သွားကြည့်လိုက်ရေးသားတယ်သွားကြည့်လိုက်ဒီတိုင်းပဲတခါလဲအချိန်ပြည့်ငိုက်ပြန်လာပြီးတော့မလေးတရားနဲ့နေရတာအေးလိုက်တာအေးတာပေါ့ဘာမှမပူပါပဲအိတ်ပြန်လာတာရှင်းလားအဲ့ဒါဟိုတချို့ရေးသားတယ်သွားကြည့်လိုက်မင်းတရားစိတ်ရင်သွားဘာပြောလို့ဆိုအဲ့ဒီမိုက်ဘာလုပ်နေလဲဒီမှာတရားဖျားတပြီးတော့ပထမဇန်ဝင်စားနေတယ်အားလုံးဟမ်အဲ့တော့ဇာလည်းပြောထားတယ်ဒုတိယဇန်တက်နေအောင်ကြိုးစားโอเคနောက်တစ်ယောက်လာပြန်ပြီဓမ္မကြီးဘာလို့လဲပြောဒုတိယဇန်ဝင်စားနေတာတတိယဇန်တက်နေအောင်ကြိုးစားအမေဟုတ်လို့ဟမ်သူမင်္ဂလာကိုယ့်ကိုစဉ်းစားကြည့်သူတို့ပထမဇန်ဒုတိယဇန်ပြောကိုငိုင်းလို့ကိုမပြီးသေးဘူးဟမ်ရိတ်ဆိုးနေတယ်တော်လာကြီးလားကြီးညိုခြင်းလို့လက်ဟုတ်လေးချီပြီးတော့ဘုန်းကြီးသွားကြဘုန်းကြီးအဲ့ပထမဇန်ဒုတိယဇန်ဝင်စားတဲ့ဓမ္မကြီးတွေဘယ်နှထိုင်တာတော့ဟမ်ဟိုအောက်ကျောင်းမှာထိုင်တာတပည့်တော့လိလာလို့ရမှာမင်းဘာဖြစ်ကြလဲတပည့်ကြီးညိုခြင်းလို့သွားချီကြည့်ကွာတဲမဗျာသွားထိုင်ပြီးလက်ဟုတ်ကလေးချီကိုစောင့်နေတာနော်ပထမဇန်သမားလည်းပထမဇန်ဆိုတာဒါခေါ်လာဘူးဟမ်သဘောပါလားဒုတိယဇန်သမားကတော့တိုင်တကောင်းနဲ့မီအေးဒါခေါ်တာဘူးလို့သဘောပေါက်ဟိုဝိပဿနာရိပ်သာတွေသွားလေ့လာကြည့်ကြတော့တခါတည်းစခန်းလေးမှ10ရက်မပြီးသေးဘူးမဒီငါလေးဒီနေ့ရေဦးတစ်ဆောင်နဲ့တောင်းလိုက်လို့ပဲငါတော့သိပြောပြီဘာလို့တဲဦးသွားတော့မှသဘောပါလားဘာမှမဟုတ်ဘူးအတူတူလှုပ်တဲ့လူချင်းချင်းသူကရှေ့ရရောက်ရှင်နေတာရှင်းသလားအဲ့တော့တို့အခုဗမာပြည်လေဗမာလူမျိုးရဲ့စိတ်ဓာတ်ကအခုရေတွင်တူခုရေကြီးတောက်ချင်ကြတာဖြစ်တဲ့အတွက်နော်အချောင်ကြိုက်ကြလို့3လုံးနှလုံး3လုံးကတစ်လုံးကလည်းအတော်ခစ်စားနေဟမ်ဘလုံးမလုံးပဲရကြတဲ့လူကများတာဟုတ်နော်အဲ့ဒီထီတွေချဲတွေရှိနေသေးသေးခင်ဗျားတို့တိုးတက်เสียအကြောင်းကိုမရှိရှင်းသလားအဲ့တော့အချောင်လိုက်ရမှာလားကိုယ့်အကူကြိုးစားယူရမှာလားအဲ့တော့ဒီကုန်းချုပ်ပါတော့မယ်ဖြစ်သမျှအကြောင်းဖြစ်သမျှအကြောင်းလို့ဆိုသတိထားဝိရိယဆိုင်ပညာနဲ့ရှိလုံလောက်တဲ့အချိန်တော့ပေးရမှာပေါ့ရှင်းသလားဒါဖြင့်အခုခဏပဲပြင်ရမှာလားအချိန်တိုင်းပြင်နေရမှာလားကာယကံပြုတိုင်းစင်ကြယ်အောင်ပြုဝစီကံပြုတိုင်းစင်ကြယ်အောင်ပြုမနောကံပြုတိုင်းစင်ကြယ်အောင်သာပြုရင်တို့လိုချင်တဲ့ပန်းနိုင်ရမရနိဗ္ဗာန်မက်ဖို့တိုင်အောင်ရပါလိမ့်မယ်ရှင်းသလားယုံသလားဒါဖြင့်မကောင်းနိုင်တော်ဘူးလားပြင်ရင်ကောင်းသေးသလားအခုပြင်မှပြီးမယ်ရှင်းသလားဘယ်ချိန်ပြင်မှအခုကစမှပြီးမှနော်ရှင်းကြလားဘသူမပြုအတ္တဟိအတ္တနောနာသောဘသူကိုဘသူအားကိုးရမှာလဲတို့ဘုရားကလာကယ်မလားမကယ်ဘူးဘုရားကိုသိက္ခာချအောင်မလုပ်နဲ့ဘသူ့ဘာမှမကယ်နိုင်ဘူးဘသူ့ကိုဘသူကယ်ရမှာတို့ဘုရားကယ်တင်ရှင်လားလမ်းပြသူလားရှင်းတယ်နော်လျှောက်တဲ့လူရောက်မယ်မလေးသားလေးမှပြောနိုင်ဘူးလျှောက်တဲ့လူမလျှောက်ရင်တော့မလျှောက်တဲ့လူတိုင်းကိုရောက်သလားဘယ်လိုလူရောက်အောင်လျှောက်ရင်ရောက်လိမ့်မယ်ကဲသိပါပြီရှင်းသလားကောင်းအောင်လုံးမပုံဖတ်ကောင်းစေတည်းဆိုလို့ရေရာခြေတိုက်ရိုက်တဲ့စဉ်လုံနေုံနဲ့ဒါဖြင့်တတိချာဝရိယဆိုင်ပညာနဲ့ကြည့်ဘသူကိုဘသူကြည့်မလဲကိုယ့်ကိုယ်ကြည့်ပြီးကိုယ့်ရဲ့မကောင်းတဲ့အကျင့်စရိုက်တွေမှန်သမျှပြင်နိုင်အောင်ကြိုးစားဟုတ်ကဲ့လားဒါဖြင့်ခန္ဓာဘယ်နှပါလဲဘာသစ္စာကြီးလဲအဲ့တော့ခန္ဓာကဘာသစ္စာသိတဲ့ဉာဏ်ကမဲနဲ့မမကံကသာသိထားရင်ဒီပေါ်မှာလောဘဒေါသမောဟလာစရာလိုသေးလားမကောင်းတဲ့အကျင့်စရိုက်တွေဒီခန္ဓာအတွက်လှုပ်เสียလိုသေးလားမဟုတ်လေသေမဲ့ခန္ဓာကြီးအတွက်နဲ့အကုသိုလ်အဖြစ်ခံရမလားမခံတော့ဘူးဆိုရင်သေတာကသမုဒိယသစ္စာနောက်ခန္ဓာမလာတာကသ
သစ္စာဘယ်နှချက်ကိုက်ဒီကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလေသာတရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မိမိတို့ရဲ့သတိဝရိယပညာကိုအရင်တည်ပြီးဇွဲရှိနဲ့ကောင်းအောင်ပြင်ကြစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့